အားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတဲ့ကျွန်တော်တို့ဒါညာချက်လေးပါတကယ်ကိုအမှန်တကယ်အားပေးပြီးစောင့်မျှော်အားပေးတဲ့ကိုမတွေအားလုံးပဲတယောက်မကျန်ဒီဗီဒီယိုပိုင်းလေးကိုတွေ့တွေ့ပြင်မယ်အစားအဆုံးလေးနားထောင်ပြီးပါအစားအဆုံးလေးကြည့်ပြီးမယ်ကျွန်တော် channel ကို subscribe မနေရသေးတဲ့ကိုမတွေအားလုံးကပထမဦးစား channel လေးကို subscribe နှိပ်ပါကျွန်တော်တို့လက်မလေးတွေနှိပ်ပြီးပါဝင်လာတယ်เนาะ okay လေးတွေမှပါမယ်မင်္ဂလာပါမှတ်ပါမယ်အဲ့တော့ကျွန်တော်တို့ဒါမနက်ဖြန်ဖွင့်ရပြန်ပြီးတော့ရောက်ရှိလာပြီပေါ့နော်ကျွန်တော်တို့ဒါပိတ်ရက်တွေလည်းပြီးပြီဆိုတော့ကျွန်တော်မနက်ဖြန်ဖွင့်ရမှာတော့အကောင်းဆုံးစူးစမ်းပေးထားတယ်ကဲအားလုံးပဲကျွန်တော်ရဲ့အဖွဲ့ဝင်သမားတွေကျွန်တော်တို့ဒါကနရီတွေကတော့ပို့ပြီးပြီเนาะမရောက်သေးတဲ့လူတွေရှိနေရှိမယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒါတချို့ဟာလေးတွေမပို့ရသေးဘူးပေါ့နော်ဖုန်းနံပါတ်ဒါ minded သုံးတဲ့လူတွေ MD သုံးတဲ့လူတွေကကျွန်တော် message ပို့လို့အဆင်မပြေဘူးအဲ့ဒါကြောင့် message တွေမရောက်ဘူးဖြစ်နေတယ်เนาะအဲ့ဒါကြောင့်ကိုကမရောက်သေးဘူးဆိုရင်အဖွဲ့လဲဝင်ထားလက်ဆောင်လဲကြိုဝင်ထားလဲဆိုရင်ဖုန်းလေးတွေပြန်ပြီးတော့ဆက်ပြီเนาะကဲလက်ဆောင်ကတော့ကျွန်တော်ပို့ဒါဘာလို့ပြောလဲမွေးကနရီကတော့ကျွန်တော်ပို့တော်တော်များများပို့ပြီးပြီပေါ့เนาะအဲ့တော့မရောက်သေးဘူးဆိုရင်ဖုန်းလေးတွေဆက်မယ်เนาะမဝင်ရသေးတဲ့လူတွေလည်းကျွန်တော်တို့တော့အဖွဲ့ဝင်လက်ခံထားပါတယ်လူတစ်တွေလူဟောင်းတွေအကုန်လုံးပဲမဝင်ရသေးဘူးဆိုရင်တော့ကျွန်တော်တို့တော့စပြီးတော့ဝင်လို့ရပါပြီကျွန်တော်တို့မနေ့ဖြန်7နာရီ10မိနစ်စီလက်ခံပြီးထားပါတယ်အားလုံးပဲဖုန်းနံပါတ်နှလုံးပဲသုံးပါလေအားလုံးပဲတိကျလေးမှတ်ပေးပါအဲ့တော့လက်ဆောင်เนาะကျွန်တော်တို့3ရက်မွေးเนาะ3ရက်မွေးကိုကျွန်တော်တို့ဒါမနေ့ဖြန်စပြီးတော့ကစားမှာဖြစ်တော့တဲ့ကြောင့်ဒါ3ရက်မွေးအမှန်တကယ်3ရက်မွေးတွေကပတိုင်းမှာလည်းကျွန်တော်တို့ဒီဘက်မှာလည်းဆင်းတယ်ဒီဘက်လည်းဆက်ပြီးတော့ဆင်းမယ်ဆိုတဲ့နေရာတစ်ခုမှာတော့မနေ့ဖြန်စပြီးတော့ကစားမှာအောင်မွေးတွေကကျွန်တော်အစောပိုင်းအောင်မွေးခဲ့မှာပါအဲ့တော့စောစောလေးဝင်ထားရင်တော့ပို့ပြီးတော့ကောင်းတာပေါ့နော်ကဲတော့ဝင်မယ်ဆိုတဲ့စိတ်ဆန္ဒရှိရဆိုရင်ကိုတွားရဲ့ဖုန်းနံပါတ်